နင်္ဂနွေနဲ့ကြာတပတေကိုပေါင်းပရင်ဘလို့ဖိမလဲဆိုတာစိတ်ဝင်စားကြတယ်မို့လားဒီဗီဒီယိုကိုအစအဆုံးကြည့်လိုက်ရအောင်တနင်္ဂနွေနဲ့ကြာတပတေစုံတွဲရဲ့အိမ်တောင်ရေးကံကြမ္မာကတော့ရေဘူးရအားဖြင့်အစင်ပြေနံကြီးများပါတယ်လို့ဆိုနိုင်ပါတယ်ဘာလို့လဲဆိုတော့ဘေးတွင်ပညာရသူတို့နှစ်ဦးကဦးတာဆိုတဲ့တက်ကကြာနေတဲ့အတွက်ချစ်သူကြီးစားအိမ်တောင်ဘက်အဖြစ်လက်တွဲဖို့အတွက်အင်မတန်ကောင်းမွန်တဲ့စုံတွဲလို့မှတ်ယူကြလို့ပါပဲတနင်္ဂနွေဘက်ကရွေးချယ်သည်ဖြစ်စေကြာတပတေဘက်ကရွေးချယ်သည်ဖြစ်စေနှစ်ဦးစလုံးအတွက်အဆင်ပြေနေပါတယ်ဒါပေမဲ့နည်းနည်းလေးတတိထားမှာကတော့အသက်အရွယ်ကွာခြားချက်ပါပဲတနင်္ဂနွေရဲ့သဘောကလွှမ်းမိုးခြင်းတဲ့ကြီးစိုးခြင်းတဲ့ဆိုတဲ့ပုံစံမျိုးရှိပြီးကြာတပတေကတော့နည်းနည်းလေးလိုက်လျော်ပေးရတတ်တဲ့သဘောရှိပါတယ်ဒါကြောင့်ပိုပြီးအဆင်ပြေစေဖို့အတွက်တနင်္ဂနွေသားသမီးကအသက်ပိုကြီးပြီးကြာတပတေသားသမီးကအသက်ပိုငယ်မယ်ဆိုရင်တော့ပေါင်းဖက်ခြင်းကပိုပြီးတော့ခိုင်မဲလွယ်ပါတယ်ခင်ဗျာအဲ့ဒီလိုဆိုရင်တနင်္ဂနွေကလိုချင်တဲ့လွှမ်းမိုးခွင့်ကိုအပြည့်အဝရပြီးငါပြောရင်ပြီးပြီဆိုတဲ့ပုံစံမျိုးတွေပြသတဲ့အခါကြာတပတေကတီးခံပြီးအလိုလိုက်ပေးနိုင်တာမို့အဆင်ပြေနိုင်တာပေါ့နောက်ထပ်တတိထားရမယ့်အချက်လေးတစ်ခုကတော့ဘေးလူကြားဝင်မှုအတိတ်ကပြဿနာတွေပြန်ပေါ်လာတာဒါမှမဟုတ်စကားများစိတ်မပြေတာမျိုးတွေရှိတတ်တာမို့ဒီကိစ္စလေးတွေကိုတော့နှစ်ဦးထားတတိထားရှောင်ကျဉ်ဖို့လိုပါတယ်အချုပ်အားဖြင့်ပြောရရင်တော့ဆိုးဆိုးဝါးဝါမဟုတ်ပဲအဆင်ပြေနေပြီဒါဖြစ်ပေမဲ့တနင်္ဂနွေကအသက်ငယ်ပြီးကြာတပတေကအသက်ကြီးပြီမယ်ဆိုရင်တော့တင်းငယ်တဲ့ပြဿနာလေးတွေပိုများသွားနိုင်ပါတယ်လို့မှတ်သားထားစေချင်ပါတယ်ဒါနဲ့ဟောစာတန်းဒီကိုအမြဲတင်ဆက်ပေးမှဖြစ်လို့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်